ကျွန်တော်ရဲ့တူရင်းနာမည်ကတော့အောင်မိုးထက်ပေါ့အသက်ကတော့9နှစ်မနေ့ကသူတို့ YBS စီးလာတဲ့အချိန်မုတ်တောင်းဝယ်တာဥပုပ်ဝါဖြေမဲ့ဆိုပြီးမုတ်တောင်းဝယ်ကြတယ်ညိုထဲမှာတောင်းဝယ်ပြီးတော့တူလေးဖြစ်သူကပြန်ကားလေးစီးပြီးပြန်ကျင်တယ်လေတရားပေါ်မှာအလှလေးနဲ့ဆိုပြီးတော့ပြန်တဲ့အချိန်မှာအပြန် YBS 82ပေါ်မှာတူလေးက20နှစ်လားထိုင်ကုန်နှစ်ခုတွဲထိုင်မှာအောက်မှာအပေါက်ရှိတာမသိဘူးမသိဘဲနဲ့သူကိုယ်တိုင်ပဲအဲ့ဒီခုံလေးကိုရွေးပြီးတော့ထိုင်လိုက်တယ်ထိုင်ပြီးတော့ကဲကျွန်တော်တို့ကဆင်းတော့မယ်အရှင်းမတိုင်ဆိုဆင်းရမယ်အရှင်းမတိုင်မရောက်ခင်မှာပဲကျွန်တော်တို့ဆင်းဖို့အတွက်ထွက်ပြီးတော့လှုပ်တဲ့အချိန်မှာအောက်မှာအပေါက်ရှိမှမသိဘူးတူလေးကဖက်နဲ့စီးပြီးတော့ချော်ပြီးဖက်နဲ့စီးပြီးတော့အပေါက်ကျုံပြီးပုတ်ချသွားတာကျွန်တော်တို့ဒလာတိုးကိန်းမှာပြီးပိုင်မိနေတဲ့အချိန်ပဲတမီးတို့ပြီးပိုင်ဂုံးလေးနဲ့ပေါ့ကိုကကားတော့အရင်လဲအချိန်မပါဘူးဂုံးလေးနဲ့ဒါပေမဲ့ပေါ့ကျွန်တော်ဖြစ်စေချင်တဲ့အတိုင်းကျွန်တော်ပြောရမယ်ဆိုရင်တော့နောက်ဒီလိုတွေမဖြစ်စေချင်တာကျွန်တော်တူလေးအသက်ရင်းလိုက်ရလို့အသက်စရေးလိုက်ရတယ်ဒီတော့ကြောင့်နောက်ကားတွေမောင်းရင်ဂရုစိုက်ပြီးတော့ကားသမားတွေစစ်ပေးပါရင်ပိုင်ရှင်တာဝန်ရှိသူတွေကကျွန်တော်တို့ဒါလေးစစ်ပေးပါအခုပေါ့ဗျာကားတွေကိုမောင်းတော့မယ်ဆိုရင်ကိုစီးမဲ့ကားကိုမောင်းမဲ့ကားတော့စစ်စေးခြင်းတယ်ကိုကားပေါ်မှာဘာချိုးရင်းချက်ရှိတယ်အောင်ရုံးကိုတင်ပြပြီးတော့ရုံးကနေပြီးတော့ကောင်းမွန်နဲ့စစ်နဲ့သွားစေခြင်းတယ်နောက်လူတွေလည်းဒီလိုမဖြစ်စေခြင်းဘူးကျွန်တော်တူလေးအသက်ရင်းလိုက်ရတဲ့အတွက်ကြောင့်နောက်လူတွေဘယ်သူမှအသက်ကိုမပေးစေခြင်းဘူးကားကိုတေချာလေးစစ်ဆေးပေးပါ YBS ဘေးလိုင်းမဆိုဘေးကားမောင်းမယ်ဘေးကားမဆိုကျွန်တော်တို့ကားလေးကိုစစ်ဆေးပေးပါကျွန်တော်တို့အဲ့ဒါကိုဖြစ်စေခြင်းတယ်ကျွန်တော်ကားတွေကိုတော့ဆက်သွယ်ပါတယ် YBDC ကကိုရိုင်းကလူကြီးတွေကစလာပြီးဆက်သွယ်ပါတယ်ခင်ဗျအဲ့ဒါကတော့ကျွန်တော်တို့အဖေတွေနဲ့ဒါလူကြီးတွေနဲ့တို့ကိစ္စတွေမှာရုံးမှာတော့ဆွေးနွေးတိုင်ပင်နေကြတယ်ကျန်တာတော့တို့အကုန်လုံးတာဝန်ယူလိုက်ရင်ကိုလည်းတို့ရင်ထင်းရောတိုင်ပေးထားတယ်ဖန်ပြတဲ့ဥစ္စာပေါ့မောင်းရတဲ့လူလည်းဘယ်စကန်တို့ထုတ်လာပါတယ်ဟုတ်ကဲ့အခုကျွန်တော်ကတော့အခုပေါ့ဗျာ YBS ဘယ်ကားမဆိုကျွန်တော်ကားတွေအားလုံးတော့မောင်းတဲ့အချိန်မှာရောမမောင်းခင်မှာရောစစ်ဆေးပြီးတော့တခုခုဖြစ်တယ်ဆိုရင်တော့ရုံးကိုပြောပေးပါကုမ္ပဏီကနေတော့တိုက်ရိုက်လုပ်ပေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တူလေးအခုအားလုံးတော့ကိုသူစရေးလိုက်တယ်ဒီအစားအဲ့တော့ကားတွေကိုတော့အကုန်လုံးစစ်ပေးပြီးတော့ကြမ်းကြမ်းခိုင်တဲ့ကားလေးတွေပဲထားပြီးတော့လို့ကျွန်တော်ပြောသိချင်တယ်